ကတော့စိတ်တလုံးတွင်နဲ့ဒါတွေကစိတ်တလုံးတွင်စိတ်တလုံးတွင်ဒါကတော့သမင်းလေးတွင်ကြီးကြီးအကြီးကြီးဟိုမှာစိတ်တလုံးတွင်တက်တက်တင်းမောတွင်တက်တက်ပြီးတဲ့ခါကျရင်ဒီမှာဆိုရဲဒါကတော့မချစ်စုတွင်မချစ်စုတွင်အဲ့လိုရမ်းကြိုက်တဲ့သူရှိတယ်ဘာဖြစ်ဘာဖြစ်လဲကြိုက်တယ်ဒါချန်ကတော့နည်းနည်းဆိုရတာမျိုးဒီလိုလေးစားလို့ချင်တယ်ဒါမှမဟုတ်လူချင်းမမှာလည်းမလို့ဒါမှမဟုတ်လူချင်းမချန်တယ်နော်ဒီလိုပုံကြီးပါဒီပါဒီချန်လေးလို့လေဒီလိုအေးချမ်းလို့ဒါလေးဆိုရင်တော့ပုံကြီးပြင်လေးဒါလေးတွေကလည်းပုံကြီးပြင်ဒါလေးတွေပုံကြီးပြင်ဒီဝါရုံဆိုအကြောင်းတက်တော်ဆိုရင်ဒီဝါရုံဒီမှာဒီဝါရုံနော်ဒီအောက်တော့ဝင်လိုက်တာနဲ့လှသွားပြီဒီအောက်တော့ဝင်လိုက်တယ်ဒီအရေးကြောက်ကိုထားတယ်ပုံရအရင်လာတယ်။နောက်တစ်ခါကျရင်ဒီပုံလိုက်ဆက်ရမှာလေ။အဲ့ဒါတကယ်ကိုဆက်ရမှာလေရောက်တယ်။ဒီလိုနဲ့ဆက်ရမှာလည်းဒီဦးချမ်းနေပြီးတော့ဒါလေးဆိုရင်ဆိုင်မှာလည်းလမ်းမျိုးစိတ်ကြိုက်တယ်လမ်းမျိုးနေနေဆိုရင်ဆက်ရမှာလည်းပို့ပြီးတော့ဒီလိုမျိုးလေးဆိုရင်ဒီဒါလေးဆိုရင်နောက်မျိုးကဟိုဆိုင်မှာလိုက်လွှင့်နေဆိုရင်ဆိုင်မှာလိုက်လွှင့်နေဆိုရင်တော့အမြဲတမ်းဖေးပြီးခေါ်တဲ့အုံလုံးတွေနောက်မှာအုံလုံးတွေနော်အုံလုံးတွေဒီဟာလေးဆိုအုံလုံးတွေမှအုံလုံးတွေတကယ်ရှိလို့လားလို့နော်ဒါပေမဲ့တဝင်းပြင်နေရတော့အနောက်မှာတဝင်းပြင်နေတဝင်းပြင်နေတော့မတီးတော့ပါဘူးနော်ဘာဖြစ်လို့ဆိုတော့ဟိုဥယျာဉ်မှုနဲ့ဟိုဟာနဲ့တူပဲဥယျာဉ်မှုနဲ့ဒီဇိုင်းဆရာနဲ့ပန်းထိုးဆရာနဲ့တူပဲဆိုတော့လာမျိုးလို့လောက်ရတာချင်းတူရတယ်ဆိုတော့ဒီကြလို့ဆိုရင်ပန်းထိုးအော်လေးကိုဒီကားလုပ်ပြီးနေအဲ့ဒါဆိုဥခေတာဆိုနောက်တစ်ခေါက်ကျရင်လာမျိုးချန်ပတ်ထူးချန်ပြန်နှုတ်ဆက်လိုက်ပါတယ်နော်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးကြည့်ကြရအောင်